မစုံခမခုံခအမင်္ဂလာပါရှင်ကျွန်မမခုံပါရှမ်းစာရှမ်းစကားပြောအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခါဒီနေ့မှလည်းပြီးမခုံကဒီ comment ထဲမှာမေးထားတဲ့နောက်ထပ်မေးခွန်းတစ်ခုကိုပြန်ဖြေပေးမှာပေါ့နော်ဆိုတော့အတူတူလေ့လာကြမယ်သူမေးထားတာလေးတွေကဘာလဲဆိုတော့စီကံမရှိဘူးဆိုတဲ့ဝကြလေးကိုသူကမေးထားတာနော်စီကံမရှိဘူးဆိုတာကိုရှမ်းလို့ဘယ်လိုပြောရမလဲပေါ့နော်ရှမ်းဘာသာစကားနဲ့ဘယ်လိုပြောရမလဲဆိုပြီးသူမေးထားတာပါစီကံမရှိဘူးဆိုရင်ပြီးမဟ ோம் တို့ကအမီပတ်ပင်အမီပတ်ပင်စီကံမရှိဘူးလို့ပြောတာဖြစ်ပါတယ်အမီပတ်ပင်ပေါ့နော်ဆိုတော့ဒီနေရာမှာပြီးမဟ ோம் တို့အတိတ်ပဲလေးကိုကြည့်မယ်ပေါ့နော်စီကံကိုကြတော့ပတ်ပင်လို့ခေါ်မယ်ပတ်ပင်စီကံအဲ့ဒါနော်ပြီးမဟ ோம் တို့ဒီလူတွေအသုံးပြုနေရတဲ့စီကံအဲ့ဒါနော်အဲ့ဒီစီကံတွေကိုပတ်ပင်လို့ခေါ်မယ်ပတ်ပင်အဲ့ဒါနော်နှစ်ခုစလုံးကပြီးမဟ ோம் တို့အတန်ထွက်တဲ့နေရာမှာပါစမပိတ်ဘူးပေါ့နော်ပတ်ပင်နော်စီကံကိုခေါ်တာဖြစ်ပါတယ်ဆိုတော့မရှိဘူးဆိုရင်အမီလို့ပြီးမဟ ோம் တို့ပြောတယ်လေနော်ဆိုတော့ဒီစကားလုံးကကြတော့ပြီးမဟ ோம் တို့လေ့လာဖူးပြီးသားဟုတ်တယ်နော်အမီဆိုတာမရှိဘူးပေါ့ဆိုတာအငင်းလို့ပြီးမဟ ோம் တို့ပြောထားတယ်လေမီဆိုတာရှိတာဆိုတော့အမီမရှိဘူးနော်အမီပတ်ပင်စီကံမရှိဘူးလို့ပြောတာဆိုတော့ဒီနေရာမှာပြီးမဟ ோம் တို့ဝကြလေးနဲ့ပို့ပြီးတော့မှမမိလွယ်အောင်ပေါ့နော်ဆိုတော့ဝကြလေးနဲ့ပြီးမဟ ோம் တို့တစ်ချက်ကြည့်မယ်มันเป็นก้นอำมีปักเปิงค่ามันเป็นก้นอำมีปักเปิงค่าဆိုတော့သူရဲ့အတိတ်ပဲကသူကစီကံမရှိတဲ့လူဖြစ်တယ်လို့ပြောတာသူကစီကံမရှိတဲ့လူအဲ့လိုမျိုးပေါ့နော်အဲ့လိုပြောတာဖြစ်ပါတယ်ဆိုတော့အတိတ်ပဲကြည့်မယ်มันဆိုတာသူဟုတ်နော်ဒီစကားလုံးလည်းပြီးမဟ ோம் တို့လေ့လာပြီးသွားပြီဟုတ်နော်มันဆိုတာသူပင်ဆိုတာဖြစ်တာဟုတ်တယ်နော်ပင်ဆိုတာဖြစ်တာကွန်းဆိုတာလူဟုတ်တယ်နော်ပြီးမဟ ோம் တို့ဒီလူသားတွေဒီလူကိုကြတော့ပြီးမဟ ோம் တို့ကကွန်းလို့ခေါ်တယ်ကွန်းနော်နောက်ထပ်ဒီလူဆိုတဲ့အတုံးလေးอ่ะလေပြီးမဟ ோம் တို့ဖက်မှာကြတော့ဒီခအတန်နဲ့ထွက်တယ်ခွန်းပေါ့နော်ခွန်းအဲ့လိုမျိုးတွေထွက်တယ်ကွန်းပေါ့နော်လူဆိုတော့มันเป็นก้นဆိုတာသူကလူဖြစ်တယ်มันเป็นก้นအဲ့နော်အမီဆိုတာမရှိဘူးปักပင်စီကံလို့ပြောတာလေဆိုတော့มันเป็นก้นအမီปักပင်ဆိုရင်သူကစီကံမရှိတဲ့လူအဲ့လိုပြောတာဟုတ်တယ်နော်มันเป็นก้นอำมีปักเปิงค่าသူကစီကံမရှိတဲ့လူအဲ့လိုပြောတာနောက်ထပ်ဝကြတစ်ကြောင်းကိုပြီးမဟ ோம் တို့ထပ်ပြီးတော့မှလေ့လာမယ်มันเป็นก้นอำหมออยู่จอมปักเปิงค่าဟုတ်တယ်နော်มันเป็นก้นอำหมออยู่ซ่อมปักเปิงค่าတိတ်ပဲလေးကြည့်မယ်သူကစီကံနဲ့မနေတတ်တဲ့လူလို့ပြောတာစီကံနဲ့မနေတတ်တဲ့လူသူရဲ့အတိတ်ပဲတလုံးရှင်းစီကိုပြီးမအောင်တို့တစ်ချက်ပြန်ကြည့်မယ်มันဆိုတာသူပင်ဖြစ်တာကွန်းလူအမောဆိုတာအငင်းမောဆိုတာတက်တာဥမာတခုခုလှုပ်တက်တာထမင်းဟင်းရှက်တက်တာအဲ့ဒါနော်တရှင်းဆိုတက်တာအဲ့ဒီတက်တဲ့ဟာကိုမောလို့ပြီးမအောင်တို့သုံးတယ်နောက်ထပ်တစ်ခုကကြတော့မောယာဆရာဝန်ဟုတ်တယ်နော်ဆိုတော့ဆရာဝန်ကိုလည်းပြီးမအောင်တို့ကမောတလုံးထဲနဲ့လည်းသုံးတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာအမောမတက်ဘူးလို့ပြောတာဖြစ်ပါတယ်ယူဆိုတာနေတာယူနေတာအမောယူဆိုရင်မနေတတ်ဘူးလို့ပြောတာအဲ့ဒါနော်အမောယူမနေတတ်ဘူးซ่อมဆိုတာနင့်လို့လည်းအတိတ်ပဲထွက်တယ်လိုက်တာကိုလည်းဥမာအတူတူလိုက်သွားတာမျိုးအတူတူထမင်းလိုက်စားတာမျိုးအဲ့လိုမျိုးအတူတူလိုက်တာကိုซ่อมလို့လည်းပြီးမဟုတ်ဘူးကသုံးတယ်ဟုတ်တယ်နော်
本စီကံဆိုတော့အမောယူဆုံးပတ်ပင်စီကံနဲ့မနေတတ်ဘူးစီကံနဲ့လိုက်ပြီးတော့မှမနေတတ်ဘူးလို့ပြောတာဖြစ်ပါတယ်ဟုတ်တယ်နော်ဆိုတော့มันเป็นคนအမောယူဆုံးပတ်ပင်သူကစီကံနဲ့မနေတတ်တဲ့လူဖြစ်တယ်လို့ပြောတာဆိုတော့ခုနကဝကြနဲ့ကနည်းနည်းလေးပြန်ပြီးတော့မှအတိတ်ပဲနည်းနည်းလေးကွဲသွားတာပေါ့နော်ပထမတစ်ကြောင်းကကြတော့သူကစီကံမရှိတဲ့လူအဲ့လိုပြောတာနောက်ထပ်အခုဒုတိယဝကြကကြတော့သူကစီကံနဲ့မနေတတ်တဲ့လူအဲ့လိုမျိုးပြောတာဟုတ်တယ်နော်โอเคပို့ပြီးတော့မှသုံးတက်တော့အောင်နှစ်ထပ်ဝကြတစ်ခုကိုပြီးမှဟောမလို့ထပ်ပြီးတော့မှလေ့လာမယ်ဟောလူမောယူစုံပတ်ကြုံပင်ခါအောဟောလူမောယူကြုံပတ်ကြုံပင်ခါအောအတိတ်ပဲကကြတော့တို့တွေကဒီစီးနဲ့ကန်းနဲ့လိုက်ပြီးတော့မှနေတက်ရမယ်လို့ပြောတာဟုတ်တယ်နော်ငါတို့တွေကစီးနဲ့ကန်းနဲ့လိုက်ပြီးနေတက်ရမယ်အဲ့လိုမျိုးပြောတာပေါ့နော်စီးနဲ့ကန်းနဲ့နေရမယ်နေတက်ရမယ်အဲ့လိုမျိုးဆိုတော့ဒီမှာဟမ်တို့တစ်ချက်အတိတ်ပဲလေးကိုတလုံးရှင်းစီပြန်ပြောမှခွဲကြည့်မယ် how ဆိုတာတို့ငါတို့လို့ပြောတာဟုတ်တယ်နော်ဥပမာကျွန်တော်ကျမခါဆိုတဲ့နေရာမှာတို့ဆိုတဲ့စကားလုံးပုံစံမျိုး how ကျွန်တော်ကျမပါပဲအဲ့လိုသုံးလို့ရတယ်လေနော် how တို့ကျွန်တော်ကျမလို့ဆိုတာလိုအပ်တာလိုအပ်တာမောဆိုတာတက်တာလို့ပြောတယ်လေနော်ဆိုတော့ how လို့မောငါတို့တက်ဖို့လိုတယ်လို့ပြောတာအဲ့နော်တက်ဖို့လိုတယ် how လို့မော you ဟုတ်တယ်နော် you ဆိုတာနေတာ how လို့မော you ငါတို့နေတက်ရမယ်နေတက်ဖို့လိုတယ် how လို့မော you တို့တွေနေတက်ဖို့လိုတယ်ငါတို့နေတက်ဖို့လိုတယ်จอมปักจอมပင်ဆိုတော့ဒီနေရာမှာပြီးမဟောမကဒီလိုမျိုးစကလုံးလေးတွေကိုနည်းနည်းခွဲထားတာပေါ့နော်အပေါ်ကဝကြတွေခုနကဝကြတွေကကြတော့ပြီးမဟောမတို့ကปักပင်ဆိုပြီးတော့မှတစ်ဆက်ထဲသွားလိုက်တာပေါ့နော်အခုကြတော့จอมปักจอมပင်ဆိုပြီးတော့မှခွဲထားတယ်ဆိုတော့ som ကအတူတူလိုက်ပြီးတော့မှနဲ့ဆိုတဲ့အတိတ်ပဲလို့ပြောတာလीနော်จอมปักจုံပင်ဆိုစီနဲ့ကန်းနဲ့ဆိုတဲ့ပုံစံမျိုးတက်ရောက်သွားတယ်ဟုတ်တယ်နော်ခုနကဝကြတွေကြတော့ပတ်ပင်စီကန်းအဲ့လိုမျိုးတန်းပြီးတော့မှစီကန်းနဲ့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျတော့ပြီးမှမလို့ဒီလိုစကားပြောနေတဲ့ပုံစံမျိုးစီနဲ့ကန်းနဲ့နေတက်ရမယ်ဆိုတဲ့ပုံစံမျိုးစီနဲ့ကန်းနဲ့ဆိုတဲ့စကားလုံးပေါ့နော်အဲ့ဒါကိုကြတော့จอมปักจอมပင်အဲ့လိုမျိုးစီကန်းနဲ့လိုက်ပြီးတော့မှအဲ့လိုမျိုးပေါ့နော်ဟောလိုမောယူจอมปักจอมပင်ခါအောအဲ့နော်ငါတို့စီးနဲ့ကန်းနဲ့နေတိုက်ဖို့လိုတယ်ပေါ့အဲ့လိုပြောတာဖြစ်ပါတယ်အခါဆိုတော့ဒီနေ့ပြီးမှမတို့အခုမှအတူတူလေ့လာထားတာလေးတွေကိုတစ်ချက်ပြန်ပြီးတော့မှလေ့ကျင့်မယ်စီကန်းမရှိဘူးအဲ့ဒါနော်ဒီဝကြအမီပတ်ပင်အမီပတ်ပင်ဆိုတော့ဒီနေရာမှာပြီးမဟ ோம் ကအရေးကြီးတဲ့စကားလုံးတစ်ခုဖြည့်ချင်တယ်ပေါ့နော်ဆိုတော့အငင်းကိုပြီးမဟ ோம் တို့ကအမ်လို့ပြောတာလေအမီဆိုတော့အငင်းနောက်ထပ်တစ်ခုကကြတော့မာဆိုတဲ့အသုံးကိုလည်းပြီးမဟ ோம் တို့ကသုံးတယ်အမီဆိုတဲ့နေရာမှာမမီအဲ့လိုမျိုးပေါ့နော်အမောဆိုတဲ့နေရာမှာမမောဆိုတဲ့စကားနဲ့လေသုံးတယ်လို့ပြောချင်တယ်နော်အဲ့ဒါလေးပြောပြချင်တာပေါ့နော်နောက်ထပ်တစ်ခုကကြတော့အမီကပြီးမဟုတ်လို့ဒီနေ့တိုင်းသုံးနေတဲ့စကားတွေထဲမှာဆိုတဲ့စကားအငင်းကိုတော်တော်များများကဒီလို့ပြပြတတ်မထွက်ဘူးပြီးမဟုတ်လို့အဲ့လိုကြီးပြပြတတ်ထွက်တာမျိုးနည်းနည်းတိတ်မကြားရတော့ဘူးပေါ့နော်အဲ့ဒါလေးကိုဒီတို့ကဒီလေချောင်းနာကအတန်ဟုတ်တယ်နော်ဒီအထက်ကအတန်ကသုံးလိုက်တာဆိုတဲ့ဟာကအမီဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒါလေးတစ်ချက်တတိထားစီချင်တာပေါ့နော်လို့ပြပြတတ်ထွက်လို့မရဘူးလားအရာတော့ပို့ပြီးတော့မှတိကြတာလေနော်အမီဒါပေမဲ့ဒီမီလို့ဆိုတဲ့အရှိကအတန်ကြားရင်လည်းဥမာကြောင်မသွားစီဖို့ပေါ့နော်
အဲ့ဒါလေးပြချင်တာပါโอเคပြီးမှမလို့တစ်ချက်ပြန်ကြည့်မယ်စီကံမရှိဘူးအမီပတ်ပင်စီကံကိုပတ်ပင်လို့ခေါ်မယ်မရှိတာကအမီလေနော်အမီပတ်ပင်စီကံမရှိဘူးဝကြလေးကိုပြီးမှမလို့တစ်ချက်ကြည့်ကြည့်မယ်มันเป็นคนอำมีปักเปิงค่ะมันเป็นคนอำมีปักเปิงค่ะသူကစီကံမရှိတဲ့လူပေါ့သူကစီကံမရှိတဲ့လူဟုတ်တယ်နော်နောက်ထပ်ဝကြကကြတော့มันเป็นคนอำมออยู่จอมปักเปิงค่ะมันเป็นคนอำมออยู่จอมปักเปิงค่ะသူကစီကံနဲ့မနေတတ်တဲ့လူပေါ့အဲ့ဒါနော်စီကံနဲ့မနေတတ်တဲ့လူဖြစ်တယ်လို့ပြောတာနောက်ထပ်ဝကြတစ်ခုကြည့်မယ်ဟောလိုမောယူจอมปักจอมเปิงค่ะอ๋อအဲ့ဒါနော်ဟောလိုမောယူจอมปักจอมเปิงค่ะอ๋อငါတို့စီးနဲ့ကန်းနဲ့နေတတ်ဖို့လိုတယ်လို့ပြောတာဖြစ်ပါတယ်အခါဒီ comment ကိုဒီဝကြမေးထားတဲ့ဒီရှမ်းစာရှမ်းစကားပြောလေ့လာသူအတွက်လည်းအတုံးဝင်လိမ့်မယ်လို့ယုံကြည်ပါတယ်ပြီးမဟုတ်တဲ့တူတူလေ့လာနေတဲ့သူတွေအတွက်လည်းအကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်တိရှင်တာလေးတွေရှိတယ်ဆိုရင်လည်းမေးထားပါပြီးမဟုတ်အချိန်ရတာနဲ့ဖြေပေးပါမယ်အခါဆိုတော့ပြီးမဟုတ်တို့နောက်ထပ်ရှမ်းစာရှမ်းစကားပြောဝကြအတက်နဲ့အတူတူပြန်တွေ့ကြမယ်